တနေ့မှာတော့ဖောက်တဲ့တယောက်သူကားပေါ်တက်လာချိန်မှာမင်းကလေးတယောက်ကကားမောင်းနေတာကိုမြင်ပြီးအန်တော်သုံးလုပ်သွားပါတယ်။သူဟာအသက်ပေးကလွတ်အောင်ပြေးရတာလားဒါမှမဟုတ်အသက်ကိုရန်ရှာမဲ့သူ့လက်ထဲပဲအပ်လိုက်ရပြီလားဆိုတာကိုဝေခွဲမရထိနေကြတာပေါ့။သူဟာဒီကားကိုပိုကင်းလုတ်ပေးခဲ့တဲ့သူတပည့်ကိုလည်းချစ်ချင်းပဲစုဖို့ချိန်မောင်းมาတော့တယ်။သူကဒီမင်းကလေးကိုနည်းနည်းလေးမှမယုံကြည်ဘူးလေ။ဒါပေမဲ့ဘာတတ်နိုင်မှာလဲ။ရန်သူတွေကလည်းလက်တကားကွာကိုရောက်နေပြီဆိုတော့တခြားရွေးချယ်စရာမရှိပဲဒီမင်းကလေးကိုပဲယုံကြည်လိုက်ရပါတော့တယ်။သူတို့အားလုံးကားပေါ်ထိုင်မိတာနဲ့ရန်သူတွေကလည်းကတ်လိုက်လာပါပြီ။ဒါပေမဲ့ဒီလိုအခြေအနေမျိုးကစူဂျန်တွတ်တို့နေ့စီမြင်နေကြမြင်ခွင်တစ်ခုပါပဲ။တကယ်လို့ဒါအဖမ်းခံရမယ်ဆိုရင်စူဂျန်တလောက်ထဲကပဲတန်းစီအားလုံးကိုခံရမှာဖြစ်လို့သူကတော့အေးအေးဆေးဆေးပါပဲ။အဲ့ဒီအချိန်မှာစူဂျန်ရဲ့အမကန်ကားမောင်းစွမ်းရည်ကိုမြင်လိုက်ရတော့မှဟိုလူကြီးကဝါအန်တော်စားပဲလို့တော့အာမီတဲ့တန်ထွက်သွားရပါတယ်။သူတို့တွေရန်သူလက်ကလွတ်ပြီလို့ထင်လိုက်ချိန်မှာပဲနောက်ထပ်ကားတွေကထပ်မံလိုက်လံပိတ်ဆို့လာတော့ပါတယ်။ရန်သူတွေကကားရက်ဆန့်ဆိုပြီးထက်ခတလက်လက်ချင်းထောက်နေပေမဲ့စူဂျန်ကတော့ဘာမှမဖြစ်သလိုအေးအေးဆေးဆေးကော်ဖီတောက်ရင်ကားမောင်းနေတာပါကိုရီးယားတနိုင်ငံလုံးမှာသူ့ထက်မြန်နေသူ့ထက်ဖားနှက်တဲ့သူမရှိဘူးဆိုတာသူကိုယ်တိုင်ကောင်းကောင်းသိနေတာကိုကွေးတစ်ခုအယောင်မှာတော့သူကလမ်းကြားတစ်ခုထဲကိုကားကိုရွတ်တရက်ချိုးကွေ့ဝင်လိုက်ပါတယ်လွတ်ပြီးလို့ထင်လိုက်ပေမဲ့လမ်းချိုးကနေထွက်လိုက်တာနဲ့ရန်သူတွေကရှေ့ကနေစီးကျူနေတယ်ရောစူဂျန်ကတော့ချက်ချင်းပဲ break ကိုအုပ်ပြီးတော့မှအရှိန်နဲ့ရန်သူကားတွေကြားကနေပါပါလိကြော်ထွက်သွားခဲ့ပါတယ်ရန်သူတွေကမလျှော့တန်းလိုက်လာတဲ့အခါစူဂျန်ကလူစီကားတဲ့အရက်ဘက်ကိုဦးတီမောင်းနေပြီးမျက်လက်ကြားသလိုပဲလှေစားပါတော့တယ်ရန်သူတွေကားပေါ်ကဆင်းပြီးဟိုးဟိုးတီးတီးရှာနေတော့မှာပဲစူဂျန်ကကားကိုဖြည်းဖြည်းချင်းနောက်ပြန်ဆုပ်ပြီးထွက်ပြေးကိုကြိုးစားပါတယ်ဒါပေမဲ့လမ်းကြားထိကအထွက်မှာတခြားကားတစ်စီးနဲ့တိုက်မိသွားပါသေးတယ်စူဂျန်ကတော့အချိန်မဆွဲပဲကားကိုချက်ချင်းလွှဲပြီးတခြားဘက်ကိုမောင်းပြေးပြန်တာပေါ့ကားတစ်စီးလုံးအရှိန်အဟုန်နဲ့နီးကပ်လာတဲ့အချိန်မှာစူဂျန်ကအရှိန်ကိုအမြန်ဆုံးမြင့်လိုက်ပါတယ်ရှေ့မှာနောက်ထပ်ကားတစ်စီးကပိတ်ရက်နေပြီမဲ့စူဂျန်ကတော့စတီယာရင်ကိုကျွမ်းကျင်စွာလွှဲပြီးကားဘေးကနေကတ်ပြီးတော့ကိုကြော်ဖြတ်ပြလိုက်ပါသေးတယ်အပြေးအပိုင်မောင်းထုတ်ပြဖို့ထက်သူကလမ်းလုံးနေတဲ့ကျင်းမြောင်းတဲ့လမ်းကြားလေးတစ်ခုထဲကိုချိုးဝင်လိုက်ပါတယ်အဲ့ဒီမှာတင်သူနောက်ကလိုက်လာတဲ့ရန်သူကားကလမ်းကျင်းထဲမှာညက်ပြီးကြံရစ်ထဲပါတော့တယ်အားလုံးကစိတ်အေးသွားနေလို့ထင်လိုက်တဲ့အချိန်မှာနောက်ထပ်ကားတစ်စီးကရှေ့ကနေပေါ်လာပြန်ပါတယ်စူဂျန်ကတော့ဒီလမ်းတွေကိုငငယ်ကလေးကကျွမ်းကျင်နေတယ်လို့မျိုးလမ်းကျင်းလေးတွေထဲမှာအရှိန်ပြင်းပြင်းနဲ့မောင်းနေနေတာပါသူကရန်သူတွေလုံးဝလိုက်မလာနိုင်မဲ့လမ်းကိုရွေးချယ်ပြီးမောင်းဝင်လိုက်တဲ့အခါမှာတော့ရန်သူကားကလမ်းဘေးကိုတိုက်ပြီးလုံးဝကိုသွားမရတော့ပဲပိတ်မိသွားပါတော့တယ်နောက်ဆုံးအန်ဒရီတခုအနေနဲ့ရှေ့မှာယထာလမ်းရှိနေပြီးယထာကလည်းအရှိန်နဲ့လာနေပါတယ်စူဂျန်ကကားကိုရက်လက်ရမယ့်အနေထားပါရန်သူတွေကလည်းဖမ်းမိကြမယ်လို့ထင်နေချိန်မှာစူဂျန်ကယထာနဲ့အပြိုင်ကားကိုမောင်းချလိုက်ပါတယ်ကားထဲကလူတွေဘာမှမသိခင်ပဲစူဂျန်ကယထာရှိတဲ့ရှေ့တက်ချက်ကနဲ့ကားကိုအမကန်ဒရစ်ဆွဲပြီးကြော်ဖြတ်မောင်းထွက်သွားပါတော့တယ်ဒီမြင်ကွင်းကိုကြည့်နေတဲ့ရန်သူတွေကတော့အန်တော်မွန်းတက်ပြီးကြံရစ်ခရယုံလို့ဘာမှမတတ်နိုင်တော့ပါဘူးစူဂျန်ရဲ့မယုံနိုင်စရာကားမောင်းစွမ်းရည်ကြောင့်ခရီးသည်ကြီးကလည်းအယံကိုသဘော